ဖေဖော်ဝါရီ9ရက်နေ့တွင်စတင်မိ T20 ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါကစ္စတန်အသင်းပါဝင်ဆင်နိုင်မည်ဖြစ်တော်လဲအော့ဆိုအစီအစဉ်အိန္ဒိယအသင်းနှင့်ရှင်းနိုင်ကစားမည်မဟုတ်ကြောင်းသိရသည်အစိုးရကပါကစ္စတန်အသင်းကိုပြိုင်ပွဲဝင်ရန်ခွင့်ပြုခဲ့တော်လဲအိန္ဒိယနှင့်မကစားဟုအမိန့်ထုတ်ပြန်ခဲ့သည်ခရီးသွားလာရေးဆိုင်ရာလုံခြုံရေးစိုးရိမ်မှုများကြောင့်ဘင်္ဂလားဒေ့ရှ်အသင်းပြိုင်ပွဲမှာနှုတ်ထွက်သွားပြီးနောက်၎င်းနေရာတွင်စကော့တလန်အသင်းဖြင့်အစားထိုးခဲ့ပြီးနောက်ယခုဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံတို့အကြားနိုင်ငံရေးနဲ့စစ်ရေးပြဿနာများကြောင့်တင်းမာမှုများမှာတစ်နှစ်ကျော်ကြာမြင့်တက်နေခဲ့ပြီးပုံမှန်ခရစ်ကတ်ပြိုင်ပွဲများကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ပေပါကစ္စတန်တာဝန်ရှိသူများက၎င်းတို့အနေဖြင့်မတရားသဖြင့်ဆက်ဆံခံရသည်ဟုခံစားရကြောင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်ထောက်ခံကြောင်းပြသလိုသည်ဟုပြောကြားခဲ့သည်ICC ဆိုင်ရာခရစ်ကတ်ကောင်စီ ICC ကမူယခုရွေးချယ်မှုသည်ပါကစ္စတန်ခရစ်ကတ်လောကနဲ့ပြိုင်ပွဲတစ်ခုလုံးအတွက်ရေရှည်ပြဿနာများဖြစ်လာနိုင်ကြောင်းသတိပေးထားသည်ပါကစ္စတန်ပြည်သူများကမ၎င်းတို့အသင်းကိုအိန္ဒိယနဲ့ရှင်ပြိုင်စီလိုကြောင်းဝမ်းနဲ့စိတ်ပြတ်နေကြသည်ကျန်းကျင်သူများ၏အဆိုအရဤပွဲစဉ်သည်ကြီးစုသူဦးရေအမြောက်အများနှင့်ဝင်ငွေများစွာရရှိစေတဲ့ဖြင့်ကမ္ဘာခရစ်ကတ်လောကအတွက်အလွန်ရေးကြီးသည်ဟုဆိုသည်နိုင်ငံရေးကိစ္စရပ်များကြောင့်အနာဂတ်ခရစ်ကတ်ပြိုင်ပွဲကြီးများသည်ဤညှတမှုပေါ်ထင်းချောက်လာနိုင်ကြောင်းလူအများကစိုးရိမ်နေကြသည်